ဒီသိညော်နဲ့ညဘက်တွေမှာအေးလူလူအိပ်ပျော်ဖို့အတွက် ACDC ရတဲ့ air cooler လေးတွေကိုပြတ်ပေးတော့ပါမယ်နော် Lucky တွေက model number ကြီးစိုး900ကတော့ AC တိုက်ရိုက်အသုံးပြုမယ်ဆိုလို့ရှိရင်လည်း50 watt motor ကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့်မလို့မီးရစားတတ်တာပါမယ်ရှင် RTB ပုံမှန် speed နဲ့အသုံးပြုမယ်ဆိုလို့ရှိရင်လည်း10နာရီကြာအောင်အသုံးပြုလို့ရမှာပဲဖြစ်ပါရှင်ပန်ကာ speed ကိုတော့အများဆုံး9အထိဖွင့်လို့ရပါမယ်ရှင်တိုက် function ကတော့ပန်ကာလေးကိုအကြာကြီးမခိုင်နိုင်တဲ့သူတွေအတွက်ဆိုရင်တဘာဝလေးလိုမျိုးလေးကိုဖြည်းဖြည်းချင်းပဲတိုက်တယ်လို့ပဲထားမလားပုံမှန်လိုပဲထားမလားရွေးလို့ရမယ့် function လေးပဲဖြစ်ပါရဲ့ရှင်တိုင်မာ function ကတော့24နာရီအထိတိုင်မာထားလို့ရပါမယ်ရှင်လေးကိုဟိုဘက်ဒီဘက်လှည့်ကျင်တယ်ဆိုရင်လည်း swing function နဲ့လှည့်လို့ရပါမယ်ရှင်ရေထည့်ပြီးအသုံးပြုမယ်ဆိုရင်တော့ pan function လေးကိုဖွင့်ထားလို့ရပါမယ်ရှင်လေးပိုအေးကျင်တယ်ဆိုရင်တော့ရေခဲကြောက်ထည့်ပြီးအသုံးပြုပေးလို့ရပါမယ်ရှင်Samsung နဲ့ထည့်ရဆိုလို့ရှိရင်တော့ model number 1184ရှိပါမယ်ရှင်။သူထဲမှာထည့်လို့ရရေပမာဏကဆိုလို့ရှိရင်တော့6လီတာအထိဆက်ပါမယ်ရှင်။တိုင်မာကတော့အများဆုံး9နာရီအထိထားလို့ရပါမယ်ရှင်။ရေထည့်ပြီးအသုံးပြုမယ်ဆိုလို့ရှိရင်လည်းကုန်းလေးမို့လေးကိုဖွင့်ပြီးတော့အသုံးပြုလို့ရပါမယ်ရှင်။ပန်ကာစပီးရဆိုလို့ရှိရင်လည်းအများဆုံး9အထိအသုံးပြုလို့ရပါမယ်ရှင်။အခုမမေပြပေးသွားတဲ့ air cooler လေးတွေကိုဘက်ထရီနဲ့သုံးကျင်တယ်ဆိုလို့ရှိရင်လည်းတွဲဖို့ဘက်ထရီလေးတွေနဲ့တွဲပြီးတော့ဓာတ်ရိုက်အသုံးပြုလို့ရပါမယ်ရှိပါရှင်။အခုမမင်းတို့ပြပေးသွားတဲ့ air cooler လေးတွေကိုစမ်းသုံးကြည့်ဖို့စိတ်ဝင်စားတယ်ဆိုရင်တော့မမင်းတို့ရဲ့ A1 Mobile Electronics ဆိုင်မှာလာရောက်ဝယ်ယူပေးလို့ရပါပြီရှင်။